ဘတ်ဒူဇော်နဲ့ဘတ်ဒုံကျဲတို့ညီကိုနှစ်ယောက်ဟာငွေတိုးချေးတဲ့ကုမ္ပဏီတစ်ခုမှာအကျွေးတောင်းပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြပါတယ်။စိတ်ထားနှူးညံ့တဲ့သူတွေဖြစ်တာကြောင့်အကျွေးသွားတောင်းရင်တနာလာရင်ဂျားထဲကနေအကျွေးဆက်ပေးတတ်ကြပါသေးတယ်။သူတို့ညီကိုနှစ်ယောက်ဒီတခါအကျွေးတောင်းရမယ့်သူကတော့ကိုရီးယားမှာတရားမဝင်နေထိုင်နေတဲ့တရုတ်ပြည်ကမျိုးသမီးတဦးပဲဖြစ်ပါတယ်။အကျွေးဆက်ဖို့အချိန်ကျော်သွားတာ2လတောင်ရှိနေပြီမို့စာချုပ်ပါလိပ်စာအတိုင်းရှာကြပေမဲ့ရှာမတွေ့ပဲလက်လျှော့ပြန်ကမှသူတို့ရှာနေတဲ့မျိုးသမီးကိုကလေးတယောက်နဲ့အတူလမ်းမှာတွေ့လိုက်ကြပါပြီ။မျိုးသမီးဟာသူတို့နှစ်ယောက်ကိုမြင်တာနဲ့ထွက်ပြေးသွားလို့နောက်ကအပြေးလိုက်သွားပြီးလမ်းမကြီးပေါ်မှာပဲအကျွေးဆက်ဖို့အတင်းတောင်းကြပါတော့တယ်။အမျိုးသမီးကလည်းမပေးနိုင်သေးကြောင်းပြောရင်လမ်းမပေါ်မှာပွက်လောညံကုန်ပါပြီ။ဘတ်ဒူစောကအကျွေးမဆက်နိုင်သေးရင်အပေါင်ပစ္စည်းပေးထားလို့တောင်းဆိုလိုက်တဲ့အခါအမျိုးသမီးကစားစရာတောင်မရှိဘူးဖြစ်နေတာဘလို့လို့အပေါင်ထားစရာပစ္စည်းရှိမှလဲလို့ဇော်တကတက်တော့ဘတ်ဒူစောလည်းကလေးကိုကောက်ချီပြီးနောက်နေ့ပေးရမယ့်ပတ်စံနဲ့လာရွေးဆိုပြီးခေါ်သွားပါတော့တယ်။ကလေးမေမျိုးသမီးလည်းဘာမှမတတ်တာပဲပေးရမယ့်ငွေကိုသဲတန်လိုက်ရှာရပါပြီ။ယောက်ျားဖြစ်သူရဲ့အလုပ်ကိုသွားပြီးယောက်ျားဖြစ်သူရဲ့လစာကိုတောင်းတော့လဲပေးပြီးသွားပြီလို့အလုပ်ရှင်ကဆိုပါတယ်။ဘတ်ဒူစောတို့ကြွေးလာတောင်းတော့ကသူမယောက်ျားဆုံးသွားလို့ပါလို့ပြောခဲ့ပေမဲ့တကယ်တော့ဖောက်ပြန်ပြီးနောက်မိန်းမနဲ့ထွက်ပြေးသွားခဲ့တာပါ။ကိုကိုရမဲလာတဲ့အမျိုးသမီးဟာကြံရမရတဲ့အဆုံးတရုတ်ပြည်ကအမေဖြစ်သူကိုဖုံးဆက်ပြီးကူညီလှမ်းတောင်းရပါတော့တယ်။သူဖုံးဆက်တာကိုမြင်လိုက်တဲ့ယောက်ျားဖြစ်သူရဲ့အလုပ်ရှင်ကလက်ပြမလုံးဖြစ်ပြီးတရားမဝင်နေထိုင်နေတဲ့အမျိုးသမီးကိုရဲစခန်းစီဖုံးဆက်ပြီးသတင်းပေးတိုင်ကြားလိုက်ပါတယ်။ကလေးအမေကဘတ်ဒူစောတို့စီကိုပေဂျာကနေတဆင်ဆက်သွဲပြီးနောက်နေ့မနက်9နာရီမှပတ်စံလာပေးမယ့်အကြောင်းကိုအတန်မက်ဆေ့ပို့ထားလိုက်ပါတယ်။ဒီနေရာမှာပေဂျာဆိုတဲ့အဓိပ္ပာယ်ကိုအနည်းငယ်ပြောပြချင်ပါတယ်။ဟိုးအရင်မိုဘိုင်းဖုန်းတွေမပေါ်ခင်တုန်းကတယောက်နဲ့တယောက်လွယ်လွယ်ကူကူဆက်သွယ်နိုင်ဖို့အတွက်ပေဂျာသို့မဟုတ်ဘီဘာလို့ခေါ်တဲ့ပစ္စည်းတွေကိုသုံးကြပါတယ်။ပေဂျာကစာတိုပေးဖို့လို့ရပါတယ်။အတန်နဲ့တော့ဆက်သွယ်လို့မရပါဘူး။ကိုပြောချင်တဲ့အကြောင်းအရာကိုဖုန်းနဲ့ပေဂျာနံပါတ်ကိုနှိပ်ပြီးပို့လို့ရပါတယ်။အဲဒီခါမှပေဂျာစီကိုမက်ဆေ့ပို့ထားကြောင်းစာတိုရောက်လာပြီးဖုန်းမှာသွားနားထောင်ရတာဖြစ်ပါတယ်။အခုလဲကလေးမေမျိုးသမီးဟာပေဂျာလေးကင်ပြီးဖုန်းယုံနာမှာထိုင်ဆောင်ရင်းဘတ်ဒူစောတို့ကိုဆက်သွယ်လုပ်နေတာဖြစ်ပါတယ်။ကလေးကိုပြန်လာခေါ်မဲ့အကြောင်းပြောဆိုပြီးလို့ဖုန်းယုံကအထွက်မှာရဲတွေရောက်လာပြီးအမျိုးသမီးဖမ်းခံလိုက်ရပါပြီ။ဘတ်ဒူစောတို့နှစ်ယောက်ကတော့ကလေးမေကမနှက်ပြန်မနှက်မှလာခေါ်မယ်လို့ပြောတာကြောင့်ကလေးကိုအိမ်ခေါ်ထားခဲ့ရပါပြီ။ယောက်ျားလေးနှစ်ယောက်နေတဲ့အိမ်မို့အိမ်ကတော့ရှုပ်ပွားလို့နေပါတယ်။ဘတ်ဒူစောကကလေးကိုတန်ရှင်းတဲ့သူ့ခန်းမှာပဲအိတ်ခိုင်းလိုက်ပါတယ်။ညီဖြစ်သူကကလေးကိုပြန်ပေးဆွဲလာလို့အမေဖြစ်သူကရဲတိုင်နေဦးမယ်လို့စိုးရိမ်နေပေမဲ့ဘတ်ဒူစောကတရားမဝင်နေထိုင်နေတဲ့သူမျိုးမတိုင်ရဲဘူးလို့တွက်ချက်ပြီးခေါ်လာခဲ့တာပါ။နောက်တနေ့မှနဲ့ကုမ္ပဏီရုံးခန်းကိုရောက်သွားတော့ဘတ်ဒူစောတို့ညီကိုနှစ်ယောက်ကိုတထေးကអော်ပါပြီ။သူ့ကိုအမှုပတ်အောင်ကလေးကိုဖမ်းခေါ်လာတဲ့ဆိုပြီးကလေးကိုပြန်ပို့ခိုင်းပါတယ်။ဒီတစ်ခါအကျွေးကိုရအောင်မတောင်းပေးနိုင်ရင်လည်းသူတို့ညီကိုနှစ်ယောက်ကိုကြားကဆက်ပေးဖို့ပြောပြီးလစာလည်းဖြတ်မယ်လို့ကြိမ်းမောင်းပါတော့တယ်။ညီကိုနှစ်ယောက်မနဲ့9နာရီထိုးတဲ့အထိကလေးမေကမရောက်လာတာကြောင့်ကလေးကိုအမေစီပြန်ပို့မယ်ဆိုပြီးကလေးအိမ်လေးစာမေးကြပါတယ်။ခေါင်းမာတဲ့ကလေးလေးကလည်းတခုံးမှပြန်မပြောပဲပေကပ်ပြီးလိုက်လာခဲ့ရင်ကားတွေလမ်းပိတ်လို့ရက်နေရချိန်မှာကားပေါ်ကဆင်းပြီးထွက်ပြေးသွားပါပြီ။ဘတ်ဒူစောတို့ညီကိုလည်းနောက်ကအမိလိုက်ပေမဲ့အပုံးကောင်းတဲ့ကလေးကိုရှာမတွေ့ခဲ့ပါဘူး။ကလေးရဲ့ဖနက်ကလေးတစ်ဖက်ပဲရလိုက်ကြပါတယ်။ဘတ်ဒူစောတို့ကိုမျက်ခြေဖြတ်ပြီးမှကလေးငယ်ကသူနဲ့သူ့မေတို့နေတဲ့ဆက်ရုံနောက်ဖေးကရုံးခန်းလေးစီကိုရောက်လာခဲ့ပါတယ်။ကလေးမေကိုဖမ်းမိထားတာမို့ရဲတွေကလည်းကလေးရှိနိုင်မဲ့ဒီနေရာကိုလာကြပေမဲ့မတွေ့ခဲ့ကြပါဘူး။ကလေးငယ်ကရဲတွေကိုမြင်တော့အသားလေးပုံနေပြီးအားလုံးထွက်သွားပြီးမှအခန်းထဲကိုဝင်ပါတယ်။ဗိုက်စာလာတော့အခန်းထဲမှာဟိုဟိုဒီဒီလန်းလောင်းရှာဖွေစားတောက်ပြီးတော့အဖမ်းခံရမှာဆိုတာကြောင့်အထုပ်ဘိုးတွေပြင်ဆင်ပြီးထွက်လာခဲ့ရှာပါပြီ။အဖမ်းခံထားရတဲ့ကလေးမေမျိုးသမီးကဘတ်ဒူစောကိုသူမနဲ့တွေ့ခွင့်ရအောင်ထောင်ရရှိစီမှာတောင်းဆိုပြီးသမီးဖြစ်သူကိုမွေးစားဖို့ပေးလိုက်မှာမို့သူမပေးရမယ့်အကျွေးကိုလည်းမွေးစားဖို့နေရာပို့ပေးမယ်ကလေးရဲ့ဦးလေးကဆက်ပေးမယ်အကြောင်းကိုဘတ်ဒူစောကိုပြောပြပါတယ်။ဘတ်ဒူစောလည်းကလေးကသူ့လက်ထဲမှာမရှိတော့ပဲထွက်ပြေးသွားတာကြောင့်ကလေးရှိနိုင်မဲ့ရုံးခန်းဟောင်းအဆောက်အဦစီကိုသွားရှာပါတယ်။အဲဒီခန်းမှာလည်းကလေးရဲ့ဖက်နှက်ကလေးတစ်ဖက်အဖက်ထပ်တွေ့ပြီးကလေးနဲ့လွဲချော်သွားပြန်ပါပြီ။အထုပ်ကြီးတစ်ထုပ်ထမ်းပြီးရောင်လဲလဲနဲ့ထွက်လာတဲ့ကလေးကိုလမ်းမှာတရောင်းစားတစ်ယောက်ကအတင်းခေါ်ဖို့လုပ်ပါတော့တယ်။ဘတ်ဒူစောကအချိန်မီလေးရောက်လာပြီးတရောင်းစားကိုခပ်ပြင်းပြင်းတွေကကလေးကိုပြန်ခေါ်လာခဲ့ရပါတယ်။ဒီတရက်လဲမိုးချုပ်သွားပြန်ပြီမို့ကလေးဟာဘတ်ဒူစောတို့အိမ်မှာပဲညအိတ်လိုက်ရပြန်ပါပြီ။ဘတ်ဒူစောကကလေးကိုနာမည်ဘယ်လိုခေါ်လဲလို့မမေးပဲဒန်ဘိုးလိုပဲသူ့ဘာသာနာမည်ပေးပြီးခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပေါင်ပစ္စည်းအနေနဲ့ခေါ်လာတာမို့နောင်ကြရင်အတိုးရောအရင်ရောပြန်ရစေတဲ့အရာဖြစ်တာကြောင့်သူ့အတွက်နောင်ဖြစ်လာမယ့်ယတနာလေးဆိုပြီးရည်ရွယ်ပြီးခေါ်ခဲ့တာဖြစ်ပါတယ်။ကလေးကိုလည်းသူ့ရဲ့ဦးလေးဖြစ်သူကလာခေါ်ပြီးဝေစားမဲ့အိမ်ကိုပို့ပေးမယ့်အကြောင်းကိုလည်းတေချာပြောပြပေးထားကြပါတယ်။အမေဖြစ်သူကမှားခဲ့တယ်လို့ဆိုတာကြောင့်ကလေးငယ်ကကြီးကြီးဖြူဖြူလက်ခံရှာပါတယ်။ဘတ်ဒူစောတို့အလုပ်သွားတဲ့အချိန်ကလေးကိုအိမ်မှာထားခဲ့တာမို့ပြန်လာတော့ကလေးငယ်ကအိမ်တစ်ခုလုံးကိုတန့်ရှင်းနေအောင်တန့်ရှင်းရေးလုပ်ပေးထားတာတွေ့လိုက်ရပါတယ်။အသေးနုတဲ့လူချမ်းကြီးတွေခင်ဗျာကလေးရဲ့ပြုမှုကြောင့်ဟတ်ထိသွားကြပါပြီ။ကလေးရဲ့ဦးလေးဖြစ်သူကဘတ်ဒူစောတို့စီကိုဖုံးဆက်ပြီးအကျွေးကိုအတိုးရောအရင်ရောပေါင်းပေးမှဖြစ်ပြီးလောလောဆယ်စိတ်ရန်တချို့ပေးထားမယ်လို့ပြောလိုက်ပါတယ်။ကလေးကိုလည်းနောက်3ရက်လောက်နေမှလာခေါ်နိုင်မှာမို့ဂျားထဲမှာစိုးမျိုးကိုအလဲပတ်ပို့ပေးပြီးအဝယ်အစားနဲ့စားစရာတချို့ကိုဝယ်ကျွေးပေးဖို့မှာခဲ့ပါတယ်။အဲဒီလိုနဲ့ကလေးလေးကိုဘတ်ဒူစောတို့ညီကိုနှစ်ယောက်စိုးမျိုးတွေလိုက်ပို့ကြပါပြီ။လမ်းမှာကလေးလေးကိုဘတ်ဒူစောကဒန်ဘိုးလို့ခေါ်ပြီးစကားပြောတော့ကလေးငယ်ကသူ့နာမည်ကဒန်ဘိုးမဟုတ်ပဲအီစွန်းကြီးလို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဘတ်ဒူစောရဲ့နာမည်ကိုလည်းကလေးငယ်ကပြန်ပြီးရင်နာမည်ရဲ့အဓိပ္ပာယ်တွေကိုဖော်ပြီး3ယောက်သားရေမောနေခဲ့ကြပါတယ်။ဘတ်ဒူစောကဒန်ဘိုးကိုနောင်ဖြစ်လာမယ့်ယတနာဆိုတဲ့အတွေ့နဲ့ဒန်ဘိုးလို့ခေါ်တယ်လို့ဒန်ဘိုးကလည်းဘတ်ဒူစောကိုနောက်ဆုံးတော့အဆုံးသတ်မှာငါကခေါင်းဆောင်ပဲလို့အဓိပ္ပာယ်ရတဲ့ဘတ်စွန်းဘူးဆိုတဲ့နာမည်ရွေးပေးခဲ့ပါသေးတယ်။
၃ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ကုန်းတိုင်းမှာဈေးဘက်ဝယ်ကြတဲ့အခါမှာဓာတ်မိုးအတွက်လိုအပ်မယ်ထင်တဲ့ចောင်းသုံးလွယ်အိတ်တွေအင်ကြီးဝယ်စားတွေဝယ်ကြပါတယ်ဈေးဝယ်ပြီးသွားပြန်တော့ဓာတ်မိုးကည9နာရီမှာရှိုးပွဲဆိုမဲ့သူမကြိုက်ဆုံးဆိုတော်ရဲ့ပွဲကိုသွားခြင်းကြောင့်ပူဇော်လို့၃ယောက်သားလုံခြုံရေးအလစ်မှာတကားကနေခိုးဝင်ပြီးဓာတ်မိုးကြည့်လို့ရအောင်စီစဉ်ပေးလိုက်ပါတယ်ရှိုးဝယ်ပြီးတော့လည်းအဆိုတော်ရဲ့အခွေကို2နာရီလောက်တန်းစီပြီးဝယ်ပေးရပါသေးတယ်အခွေရောင်းပေးတဲ့သူကသူတို့ကိုသားဖားလို့တောင်ထင်သွားကြတာပါလဲပတ်ပြီးအိမ်ပြန်ရောက်တော့ချောကလက်ကုတ်ကီးတွေပေါ်မှာဖျောင်းနိုင်ထုံးပြီးမခွဲခါခင်ထိမ့်မှတ်နေနဲ့မီးတူမှုတ်ကြပါတယ်ဓာတ်မိုးကိုချမ်းသာတဲ့မိသားစုကမွေးစားမလို့သိထားတာကြောင့်ကောင်းတဲ့နေရာကိုသွားရမှာဆိုပေမဲ့တယောစင်တွေ့သွားတယ်လို့ဖြစ်သွားပြီးဘတ်ရူဆော်ရောဓာတ်မိုးရောဝမ်းနေနေကြရပါပြီနောက်နေ့မနက်မှာတော့ဘတ်ရူဆော်နဲ့ဓာတ်မိုးတို့2ယောက်သားဆိုးကနေဘူးဆန်ကိုသွားမဲ့ကားဂိတ်မှာဓာတ်မိုးရဲ့ဦးလေးဖြစ်သူကိုသွားဆောင်နေကြပါတယ်ဘတ်ရူဆော်ကဓာတ်မိုးအမေပေးခဲ့တဲ့ပေကြလေးကိုဓာတ်မိုးလက်ထဲထည့်ပြီးတခုခုဆိုရင်ဆက်သွယ်ဖို့သူ့ရဲ့ပေကြနံပါတ်တွေစကားဝတ်တွေကိုပါပြောပြပေးလိုက်ပါတယ်ကားဂိတ်မှာဓာတ်မိုးတန်းစင်ကန်သွားနေတော့ဘတ်ရူဆော်က CD ပလေယာလေးကိုဆိုင်မှာတွေးပြီးဓာတ်မိုးစီမှာ CD ခွေပဲရှိပြီးဖွင့်ထားထားမှုဆက်မရှိတာသိနေတာကြောင့်လက်ဆောင်အနေနဲ့ဝယ်ပေးခဲ့ပါတယ်ဓာတ်မိုးရဲ့ဦးလေးရောက်လာတော့ဓာတ်မိုးကိုနာမည်တောင်မမှတ်မိခဲ့ပါဘူးဘတ်ရူဆော်ကဓာတ်မိုးကိုခေါ်သွားပြီးဖြစ်ကြောင်းသက်သေခံဆောင်ရွက်ရေးခိုင်းပြီးဓာတ်မိုးကိုထည့်ပေးလိုက်ပါပြီဓာတ်မိုးကိုဦးလေးပြည်သူနဲ့ထည့်ပေးလိုက်ပြီးကလေးကဘတ်ရူဆော်တယောက်အနေရခန့်နေရှာပါတယ်ဝမ်းနဲ့တလူလူလွမ်းဆွတလူလူဖြစ်လာပြီးကားတွေကဓာတ်မိုးကိုပေးခဲ့တဲ့အယုတ်ကလေးကြံနေခဲ့တာကိုအကြောင်းပြပြီးဓာတ်မိုးရဲ့ပေကြကိုမက်ဆေ့ပို့လိုက်ပါသေးတယ်ဓာတ်မိုးဘက်ကပြန်ပြီးမဆက်သွယ်လာတာကြောင့်ဓာတ်မိုးဦးလေးရဲ့အိမ်ကိုဖုံးဆက်ကြည့်လိုက်ပါတယ်ဖုန်းကိုမျိုးသမီးတဦးလာခိုင်းပြီးဘတ်ရူဆော်မေးတဲ့သူကိုမသိဘူးလို့ဖြေပါတယ်တကယ်ကတော့ဓာတ်မိုးဦးလေးကဓာတ်မိုးကိုရောင်းစားခဲ့လိုက်တာပါဆက်သွယ်လို့မရတာကြောင့်ဘတ်ရူဆော်ဟာစိုးရင်စိတ်တွေလွန်လာပြီးဓာတ်မိုးဦးလေးရဲ့အိမ်လေးစာကိုမရမကစုံစမ်းပြီးလိုက်လာခဲ့ပါပြီဓာတ်မိုးဦးလေးနဲ့တွေ့တော့ရိုက်နှမ်းပြီးရောင်းစားလိုက်တဲ့နေရာကိုမေးပေမဲ့လိပ်စာကိုတော့မသိပဲရောင်းစားလိုက်တာပါဘတ်ရူဆော်တယောက်ဓာတ်မိုးကိုတဲတန်ဆက်သွယ်ရဖို့ကြိုးစားနေချိန်မှာဓာတ်မိုးကတော့ဘူးဆန်ကအခန်းဝန်ဆောင်မှုလုပ်ပေးတဲ့ဆိုင်နဲ့ဆိုင်မှာတောက်တူမေရလုပ်ပေးနေရပါတယ်ဓာတ်မိုးဟာသူ့ကိုဝယ်လိုက်တဲ့အပျော်မယ်မျိုးသမီးရဲ့တောက်တူမေရတွေကိုလုပ်ပေးရင်အဲ့ဒီမျိုးသမီးခန်းထဲကဖုန်းကိုတတိထားမိသွားပြီးလူအလစ်မှာသူ့မေရဲ့ပေကြကိုမက်ဆေ့ပို့ခဲ့ပါတယ်ဓာတ်မိုးဦးလေးစီကနေဓာတ်မိုးရဲ့အိတ်ကိုပြန်ယူလာတဲ့ဘတ်ရူဆော်ကဓာတ်မိုးအိတ်ကိုဟိုဟိုဒီဒီလှန်တော့ကြည့်လိုက်တော့ပေကြလေးကိုတွေ့သွားခဲ့ပြီးဓာတ်မိုးရဲ့မက်ဆေ့ကိုပါနားထောင်လိုက်ရပါတယ်ဓာတ်မိုးအတန်မက်ဆေ့လမ်းပို့တဲ့ဖုန်းနံပါတ်ကိုဘတ်ရူဆော်ကပြန်ဆက်သွယ်ပြီးသူ့အိမ်ရဲ့ဖုန်းနံပါတ်ကိုအတန်မက်ဆေ့အနေနဲ့ပို့ထားခဲ့ပါတယ်ဓာတ်မိုးကလည်းဘတ်ရူဆော်ရဲ့အတန်မက်ဆေ့ကိုနားထောင်ပြီးဘတ်ရူဆော်ပြောတဲ့နံပါတ်အတိုင်းညဘက်ဆိုင်မှာလူမရှိတဲ့ချိန်မှာပြန်ဆက်သွယ်ခဲ့ပေမဲ့နံပါတ်ကလွဲနေပြီးခေါ်လို့မရခဲ့ပါဘူးဖုန်းဆက်မရတာကြောင့်ဓာတ်မိုးက PP ကနေမက်ဆေ့ပို့လိုက်ပါတယ်အဲ့ဒီ PP မက်ဆေ့ကိုရတော့မှဘတ်ရူဆော်ဟာဖုန်းနံပါတ်အရှိမခန်းထိတ်ရမယ့်နေမြေကုတ်မပေးမိတာကိုသတိရသွားပါတယ်အဲ့ဒါနဲ့နောက်တစ်ခါဖုန်းနံပါတ်အမှန်နဲ့နေမြေကုတ်ခန်းထိတ်ဖို့အတွက်အတန်မက်ဆေ့ထပ်ပို့လိုက်ရပါတယ်ဘတ်ရူဆော်ရဲ့မက်ဆေ့အသစ်ကိုဓာတ်မိုးနားမထောင်ရသေးခင်မှာအပျော်မယ်နဲ့အရက်သမားတို့ပြဿနာဖြစ်ပြီးအရက်သမားကရက်ပလင်းတွေပောက်ခွဲနေလို့ဓာတ်မိုးကိုတန်ရှင်းရေးလုပ်ခိုင်းလိုက်ပါတယ်ဓာတ်မိုးတန်ရှင်းရေးလုပ်နေတော့မှအရက်သမားကဒေါသမပြည့်သေးပဲဖန်ခွက်ကိုနေရံမှာပောက်ခွဲလိုက်တာကြောင့်ဓာတ်မိုးမျက်နှာကိုဖန်ခွဲစာထိမှန်သွားခဲ့ပါပြီဆိုင်ပိုင်ရှင်မျိုးသမီးကဓာတ်မိုးကိုစိတ်ယုံမပို့ပေးပဲရှိတဲ့ဆေးလေးတွေပဲလိမ့်ပေးထားလိုက်ပါတယ်အတော်လေးညနဲ့တော့ဓာတ်မိုးကဘတ်ရူဆော်ရဲ့မက်ဆေ့ကိုနားထောင်ပြီးသွားပြီးဖုန်းလန်းခေါ်လိုက်ပါပြီဖုန်းထိုင်ဆောင်နေတဲ့ဘတ်ရူဆော်လည်းဓာတ်မိုးဖုန်းလာချင်းကောက်ကင်လိုက်ပြီးဓာတ်မိုးရောက်နေတဲ့လိပ်စာကိုမေးလိုက်ပါတယ်လိပ်စာတီးတီးချင်းဘတ်ရူဆော်တို့ညီကိုနှစ်ယောက်ဓာတ်မိုးစီလိုက်သွားကြပါပြီဓာတ်မိုးကလည်းဘတ်ရူဆော်ကအခုချက်ချင်းလာခေါ်မယ်လို့ပြောထားတာမို့သူမရဲ့အထုပ်လေးကိုအစင်းသင်းလွယ်ပြီးအခန်းရဲ့ချောင်လေးမှာထိုင်ဆောင်နေခဲ့ပါတယ်ဘတ်ရူဆော်တို့ရောက်လာတော့အခန်းကအတွင်းကနေတော့ပိတ်ထားလို့တကားမှန်ကိုရိုက်ခွဲပြီးဓာတ်မိုးကိုခေါ်လိုက်ရပါတယ်ဆိုင်ရှင်မျိုးသမီးကိုလည်းဒဏ်ရာတွေနဲ့ကလေးကိုစိတ်ယုံလိုက်မပို့ရကောင်လားဆိုပြီးဘတ်ရူဆော်ကဆဲဆိုကြိမ်းမောင်းပါတော့တယ်ကလေးကိုဝယ်ဖို့ကုန်ထားတဲ့ငွေကိုလည်းပြန်ပေးမှာမို့ဘဏ်အကောင့်နံပါတ်သာပို့ထားဖို့ပြောပြီးပြန်လာခဲ့ကြပါပြီဘတ်ရူဆော်ခမရဓာတ်မိုးကိုရွေးဖို့သူ့ရဲ့လက်စွပ်ကိုရောင်းလိုက်ရတယ်လို့ဓာတ်မိုးရဲ့မျက်နှာကဒဏ်ရာကိုကုဖို့လည်းငွေအများကြီးသုံးလိုက်ရပါပြီကျောင်းတက်ဖို့အတွက်လည်းကျောင်းကဆရာနဲ့တိုင်ပင်ပြီးသူ့ရဲ့အိမ်တော်စုမှာဓာတ်မိုးကိုသူ့သမီးအနေနဲ့ထည့်ပြီးကျောင်းအပ်ခဲ့ပါတယ်ပထမကတော့ဓာတ်မိုးကဘတ်ရူဆော်ကိုသူ့အဖေအနေနဲ့ထားပြီးကျောင်းတက်ရမှာမို့မတက်ဘူးဆိုပြီးအကြောက်ကန်ညင်းမိမယ်ဦးလေးဘတ်တုံကျဲချော့ပြောလိုက်မှကျောင်းတက်ဖို့သဘောတူလိုက်တာပါအဲဒီလိုနဲ့ဓာတ်မိုးဟာဘတ်ရူဆော်တို့ညီကိုနှစ်ယောက်နဲ့အတူနေထိုင်ခဲ့ပါတယ်ဓာတ်မိုးဟာစာကြိုးစားပြီးစာတော်တဲ့ကလေးလေးတစ်ယောက်ပါဓာတ်မိုးကအเจ้าမှာအမတ်တွေအများကြီးရအောင်ကြိုးစားနိုင်ခဲ့လို့ဘတ်ရူဆော်တို့ညီကိုလည်းဂုဏ်ယူပျော်ရွှင်နေကြပါတယ်ဓာတ်မိုးအလဲတန်းလောက်ရောက်တော့ဓာတ်မိုးအမေကသူ့သမီးကိုကျောင်းရှိမှလာဆောင်ပြီးတွေ့ဖို့ကြိုးစားပေမဲ့ဘတ်ရူဆော်တို့နဲ့အတူတန်းတန်းပြက်ပြက်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့သမီးလေးကိုမခေါ်ရတော့ပဲအဝေးကပဲကြည့်နေခဲ့ရှာပါတယ်ဘတ်ရူဆော်ဟာဓာတ်မိုးအတွက်ရာမှာလိုလေသေးမရှိအောင်မျက်နှာမငယ်အောင်ထားပေးပါတယ်ငငယ်ကကြောက်တက်လို့ထမင်းမှုထက်ရင်လည်းအများကြားမှာမျက်နှာမငယ်ရအောင်မျိုးမျိုးစီစဉ်ပေးခဲ့တယ်လို့ဓာတ်မိုးတက္ကသိုလ်ဝင်ခွင့်ဖြစ်တော့လဲအခြားမိဘများနေတူရေတရားတွေဆူတောင်းတာတွေအကုန်လုပ်ပေးပါတယ်တက္ကသိုလ်တက်လို့ကျင်ပတ်သွားတွေ့တော့လဲကောင်လေးကိုစုံတော့တယောက်လိုစစ်စစ်မင်းမြန်ပြီးသမီးအတွက်စိတ်အပူကြီးပူပေးတဲ့သူပါဓာတ်မိုးတက္ကသိုလ်တက်နေတဲ့အချိန်မှာပဲတရုတ်ပြည်ကဓာတ်မိုးရဲ့အဖွားကဓာတ်မိုးအမေနေမကောင်းလို့ဓာတ်မိုးနဲ့တစ်ခါလောက်တွင်းခဲ့ပေးပါလို့တောင်းဆိုတော့လဲဘတ်ရူဆော်ဟာမဆိုင်မတော့ပဲဓာတ်မိုးကိုတရုတ်ပြည်ထိလိုက်ဖို့ပေးပြီးအမေဖြစ်သူနဲ့ပေးတွေ့ခဲ့ပါတယ်ဓာတ်မိုးအမေဖြစ်သူကဓာတ်မိုးအဖေဟာတကယ်တော့မသေးသေးပဲအသက်ရှင်နေသေးကြောင်းပြောပြီးဓာတ်မိုးအတွက်သူ့အဖေကိုရှာပေးဖို့ဘတ်ရူဆော်ကိုတောင်းဆိုလိုက်ပါသေးတယ်ဓာတ်မိုးအမေရဲ့တောင်းဆိုချက်ကိုလည်းဘတ်ရူဆော်ကမငြင်းခဲ့ပါဘူးဓာတ်မိုးအဖေကိုစူးစမ်းပန်းစားရအောင်လိုက်ရှာပေးခဲ့ပါတယ်
ဒံမိုဟာလည်းအဖေဖြစ်သူဘတ်တူစောရဲ့ဖက်နှက်အဟောင်းလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတာကြောင့်အဖေဖြစ်သူမသိအောင်အချိန်ပိုင်းတွေခိုးလို့ပြီးဖက်နှက်တင်ရဲ့လက်ဆောင်ဝယ်ပေးနိုင်မှုကြိုးစားနေခဲ့ပါတယ်။အဖေဖြစ်သူကိုပေးဖို့ဖက်နှက်ကလေးကိုအိမ်မှာထားခဲ့တာပါ။ဒံမိုကဖက်နှက်လေးကိုမပေးရသေးတဲ့အချိန်မှာပဲဘတ်တူစောကဒံမိုကိုအဖေရင်းနဲ့တွေ့ပေးဖို့ခေါ်သွားခဲ့ပါတယ်။ဒံမိုကိုအဖေရင်းနဲ့ထားခဲ့ပြီးဘတ်တူစောအိမ်ပြန်လာခဲ့ပါပြီ။အိမ်ပြန်ရောက်တော့ဒံမိုရဲ့ပစ္စည်းလေးတွေဓာတ်ပုံလေးတွေကိုကြည့်ရင်စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာဒံမိုစီကဖုံးလာခဲ့ပါတယ်။ဒံမိုကဘတ်တူစောကိုဦးလေးကြီးလို့တောက်လျှောက်ခေါ်လာခဲ့ရကနေအဖေလို့ခေါ်လိုက်ပါပြီ။ဒံမိုရဲ့အဖေလို့ခေါ်တဲ့ကြောင့်ဘတ်တူစောတယောက်ဝမ်းသာဝမ်းနည်းနဲ့ပြောသွားရှာပါတယ်။ဒံမိုကသူ့ကိုလာကြိုပေးပါအဖေလို့ပြောတာကြောင့်ဒံမိုစီကိုစီးနေကြဆိုင်ကကြီးနဲ့အပြေးသွားခဲ့ပါပြီ။တကယ်တော့ဘတ်တူစောဟာအုံနောက်မှာအကျိတ်ဖြစ်နေတာကြောင့်ခေါင်းမူတာခေါင်းကိုက်တာတွေမကြာခဏဖြစ်နေခဲ့တာပါ။သမီးဖြစ်သူကိုဂယုဆိုင်နေရတာနဲ့သူ့ကိုယ်သူတောင်ဂယုမဆိုင်ဖဲနေခဲ့တာဖြစ်ပါတယ်။အခုသမီးစီကိုဆိုင်ကယ်နဲ့သွားကြိုချိန်မှာလည်းယောဂလက္ခဏာကပြန်ပြလာခဲ့ပြီးဆိုင်ကယ်ကိုအချိန်သေးချာမထိန်နိုင်တော့ပဲဆိုင်ကယ်မှောက်သွားခဲ့ပါတယ်။အက်ဆီဒန့်ဖြစ်တဲ့အချိန်မှာဘတ်တူစောဟာနိုင်ငံသားမှတ်ပုံတွေနဲ့မပါခဲ့တယ်လို့ဘတ်တူစောကလည်းတတိယတဲ့ချိန်မှာဘာမှပြန်မဖြစ်နိုင်တာကြောင့်ဘတ်တူစောတယောက်စိတ်ကျမ်းမှာဆောက်ရှောက်ရေးစေးရုံကိုရောက်သွားခဲ့ရပါတယ်။ဒံမိုနဲ့ဘတ်တုံကျဲတို့နှစ်ယောက်ကတော့ဘတ်တူစောကိုလူပြောက်တိုင်ကြပြီးနေရာအနှံ့လိုက်ရှာခဲ့ကြပါတယ်။10နှစ်ကျော်ကြာတဲ့အထိဘတ်တူစောကိုရှာမတွေ့ခဲ့ကြပါဘူး။ဒံမိုတို့တိုင်ကြားထားတဲ့အချက်လက်နဲ့ကိုက်ညီလို့တွေ့ပြီလို့ပြောတိုင်းပြေးလွှားသွားကြည့်ခဲ့ပေမဲ့ဘတ်တူစောမဟုတ်တာကြောင့်စိတ်ပြက်လက်ပြက်ပြန်ခဲ့ရတဲ့အချိန်တွေအများကြီးပါပဲ။တခါမှလည်းဘတ်တူစောဆိုတဲ့နာမည်နဲ့ဒံမိုတို့ပြောတဲ့အချက်လက်တွေကိုက်ညီတာကြောင့်တွေ့ပြီလို့အကြောင်းကြားလို့ဒံမိုတယောက်တရုတ်ပြည်ကနေတောင်ကိုရီးယားကိုပြေးပြန်လာခဲ့တာပါ။ဒါပေမဲ့ဘတ်တူစောမဟုတ်လို့စိတ်ပြက်လက်ပြက်ပြန်လာခဲ့ပြီးဒံမိုတယောက်ငငယ်ကအကြောင်းတွေကိုသတိရသွားပါတယ်။ဘတ်တူစောနာမည်နေနဲ့မဟုတ်ပဲဒံမိုပေးခဲ့တဲ့ဘတ်ဆွန်းဟူဆိုတဲ့နာမည်နဲ့ရဲစခန်းကိုရှာခိုင်းလိုက်မှဘတ်တူစောအမှန်ကိုရှာတွေ့သွားကြပါပြီ။ဒံမိုဟာသူ့ကိုသွေးသားတော်ဆက်မှုမရှိပါပဲသမီးတယောက်လိုဆောက်ရှောက်ပေးခဲ့တဲ့ဘတ်တူစောကိုကြည့်ပြီးလူကျုံမရဖြစ်ရပါပြီ။ဘတ်တူစောဟာအားလုံးကိုမေ့လျော့သွားပေမဲ့ဒံမိုအတွက်ဆုထားတဲ့ငွေဆုစာအုပ်ကလေးကိုတော့သူ့အကျင့်တိုင်းခြေအိတ်ထဲမှာထည့်သိမ်းထားခဲ့ပါတယ်။ဒံမိုတို့သားဖ10နှစ်ကျော်လောက်ကြာပြီးတဲ့ချိန်မှာတော့ပြန်လည်စုံစည်းသွားကြရပါပြီ။ဒံမိုဟာသူ့ရဲ့မင်္ဂလာဆောင်မှာဖခင်ဖြစ်သူဘတ်တူစောရဲ့လက်ကိုဆွဲပြီးပွဲတက်ခဲ့ပါတယ်။မြစ်တာတရားဆိုတာသွေးသားတော်ဆက်မှုနဲ့မဆိုင်ဘူးဆိုတာကိုထင်ဟပ်စေတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ။ကြည့်ရှုအားပေးကြတဲ့သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။